အားလုံးပဲမင်္ဂလာပါ Easy Way Cooking Channel ကနေကြိုဆိုပါရစေ။ဒီနေ့ချက်ပြမှာတော့ချက်ချင်းလေးနဲ့အရေးလဲတောက်လို့ရမယ်။ထမင်းနဲ့လည်းနေစားလို့ရမယ်။လူရှင်းလွယ်ကူတဲ့ဝက်နိုင်ရုံမြန်ပြဟင်းလေးဖြစ်ပါတယ်။အပေါ်ပိုင်းပစ္စည်းတွေကတော့ကျက်သွန်ယူကျက်သွန်နီဆယ်ပလီငေါက်ကြီးစိမ်းရှင်းတဲ့နံနဲ့မြန်ပြ၄၅ပြလောက်ကိုရေးစိတ်ထားပါမယ်။ပြီးရင်တော့ကျွန်တော်တို့ကျက်သွန်ယူနဲ့ကျက်သွန်နီကိုအရင်ထောင်းပါမယ်။ဘာကြောင့်လဲဆိုတော့အကုန်လုံးရောထောင်းလို့ရှိရင်ကျွန်တော်မကြည့်မှဆိုလို့ပါပြီးရင်တော့ကျွန်တော်ငှက်ကြီးစိမ်းထောင်းပါမယ်ပြီးရင်တော့ကျွန်တော်ကျက်သွန်နီထောင်းပါမယ်အကုန်လုံးရောလို့ထောင်းလို့ပြီးပြီဆိုရင်တော့ကျွန်တော်စီတက်မှာဖြစ်ပါတယ်ဒီလိုစီအနေငယ်ထည့်ပါမယ်စနေမဟုတ်အနေငယ်ထည့်ပါမယ်ပြီးတော့ကျွန်တော်တို့ထောင်းထားတဲ့အားတွေကိုကျွန်တော်စီတက်မှာဖြစ်ပါတယ်စီတက်ပြီးအနက်လေးမှုလိုက်ပြီဆိုရင်တော့ကျွန်တော်ဝက်နံယူထည့်ပြီးတော့လုံးနေပြရပါမယ်ဒီတိုင်းကျွန်တော်တို့လုံးနေပြီးသွားပြီဆိုလို့ရှိရင်တော့ဖုန်းလေးခဏအုပ်ထားပြလိုက်ပါမယ်ဒီတော့ကျွန်တော်တို့အနေနဲ့ဖက်ပြီးတော့ပြုပြီးပါမယ်အသားလေးတွေအရင်ကြောစားပြုလိုက်ရင်ကျွန်တော်တို့ရေထည့်ပါမယ်ဒီထည့်ပြီးပြီဆိုရင်တော့ပုတ်ပွက်စုအောင်တည်ထားပြလိုက်ပါမယ်ဆူလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အရသာလေးထည့်လို့ရပါပြီရောစားချုံမောအသားမောထည့်လို့ရပါတယ်ပြီးရင်တော့ကျွန်တော်တို့မြန်ပြားအရေးထည့်ပါမယ်တို့နိုင်ရုံလေးလူသွားအောင်တော့ကြာလေးတော့တိတ်ပြီးလို့လိုအပ်ပါတယ်ပြီးရင်တော့ကျွန်တော်နည်းနည်းမင်းထည့်ပါမယ်ဒါဆိုရင်တော့ရပါပြီခင်ဗျာ